တဲချီမရှိရင်ဘာဖြစ်တယ်လဲဆိုလူနာတွေစိုးရင်တက်ကြတယ်ပေါ့နော်တချို့လူနာတွေတဲချီထုတ်ပြီးဘာဖြစ်တယ်လဲစိုးရင်တက်ကြတယ်တကယ်ပဲတဲချီမရှိလို့ရှိရင်ပြဿနာကြီးမှမရှိဘူးလားပေါ့နော်တဲချီထုတ်ပြီးနောက်ပထမဆုံးဖြစ်မှာကအစားအစာမာတာစားလို့မရဘူးနည်းနည်းနဲ့အရေးကြီးပဲတောက်ရမယ်တဖြည်းနဲ့နေသားကြတာမှာအစားအစာမာတာစားလို့ရမယ်ဒါပေမဲ့ပြဿနာကအစားအစာနည်းနည်းစားရင်ဘိုက်ပြရလွယ်ပါတယ်တဲကြီးကဘာလုပ်လို့လဲမေးလို့ရှိရင်အစီချေဖြတ်တဲ့အရည်ကိုစုဆောင်းတာပါအသေးကထုတ်တဲ့ဘိုင်းဆိုတဲ့အရည်ပါတဲချီဂေါဘလက်တာကလီဗာကထုတ်တဲ့ဘိုင်းကိုစုဆောင်းပေးတာပါအဲ့တော့တဲချီပုံမှန်ရှိရင်စုဆောင်းထားတဲ့ဘိုင်းတွေများတော့အစီချေဖြတ်လွယ်တယ်တဲချီမရှိရင်ကြိုတင်စုဆောင်းထားတဲ့ဘိုင်းမရှိတော့အများကြီးတစ်ခါစားရင်မချေဖြတ်နိုင်တာပါအဲ့တော့တဲချီမရှိရဲ့နောက်ပိုင်းဖြစ်နိုင်တာကနည်းနည်းစားရင်ဘိုက်ပြေးမယ်ဝမ်းလျှောမယ်တစ်ခါပြို့မယ်အစီများတာစားရင်နေရခက်မယ်တချို့ကြတော့လေအဲ့လိုမျိုးနည်းနည်းပဲခံစားရပြီးတချို့ကြတော့များများခံစားရတယ်ဒါပေမဲ့တဲချီကခန္ဓာကိုယ်အတွက်မရှိမဖြစ်အင်္ဂါမဟုတ်တဲ့အတွက်အရင်ကြီးပြဿနာကြီးမှမရှိပါဘူးဒါပေမဲ့ခန္ဓာကိုယ်အတွက်ပိုတဲ့အရာဆိုတာလည်းမရှိပါဘူးမဖြတ်ဘဲနေနိုင်အကောင်းဆုံးပါ